စီးပွားရေးလုပ်ငန်းတစ်ခုမှကတိုးချဲ့ပြီးတော့တထေးဖြစ်လာခဲ့ကြတဲ့ဆယ်လီ9ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်ကြီးပါဘေးကနေပြန်လည်ကြိုဆိုပါရစေကဲအလေးပြောင်းဆိုတာကမယုံကြည်နိုင်စရာကောင်းလောက်အောင်ကိုစီးစိမ်ချမ်းသာတွေတိုးပွားစေနိုင်တယ်ဆိုတာကိုဒီဆယ်လီလေးဦးကသက်သေပြနေကြတာပါဆယ်လီဖြစ်လာပြီးတော့မှစီးပွားရေးလုပ်ပြီးတော့အစမတန်အောင်မြင်လာခဲ့ကြတဲ့ဆယ်လီလေးဦးကဘယ်သူတွေလဲဆိုတာကိုကြည့်လိုက်ရအောင်ပါရှင်နံပါတ်1တိုးအောင်ကမျက်စိတမိတ်အတွင်းမှာပဲအခုဆိုရင်အထည်လုပ်ငန်းကိုလက်လီလက်ကဖြန့်ချိတဲ့လုပ်ငန်းရှင်ကြီးဖြစ်နေပါပြီ။သူများဆိုင်မှာမျက်နှာပြပြီးတော့ရောင်းပေးနေရတဲ့အဖြစ်ကနေတိုးအောင်ကကိုပိုင်အထည်ဆိုင်ကိုဖွင့်လှစ်ခဲ့တာပါ။တိုးအောင်ရဲ့အထည်ဆိုင်ကအရန်ကိုအောင်မြင်တဲ့အတွက်ဒီဇိုင်းပြီးဒီဇိုင်းတိုးပြီးတော့ကိုဖွင့်လာနိုင်တာပါ။တိုးအောင်ရဲ့အထည်ဆိုင်ကရောင်းအားလဲတအားတက်တာမို့တစ်နှစ်အတွင်းမှာဆိုင်ရ3ဆိုင်အထိကိုဖြစ်လာခဲ့တာပါ။အခုလိုဆိုင်နေအရန်များလာတဲ့အပေါ်မှာတိုးအောင်ကတော်တော်လေးကိုဝမ်းသာနေသလိုစူးစမ်းရကြိုးလဲနှက်တာဖြစ်ပါတယ်။တိုးအောင်ရဲ့ခင်မုန်းကလည်းသူနဲ့အတူလိုက်ပြီးတော့စူးစမ်းပေးနေတာမို့အခုလိုမြ мян ဆန်ဆန်ရောင်းအားတက်လာတာဖြစ်ပါတယ်။တိုးအောင်တို့အခုလိုအောင်မြင်လာတဲ့အပေါ်မှာလူအများကအားကျနေကြတာပါ။တိုးအောင်ကဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်သလိုကိုပိုင်ကားလဲဝယ်ထားနိုင်ပါပြီ။ကိုပိုင်အိမ်လဲရှိပြီးမို့ပြေးစုံတဲ့ဘဝတစ်ခုဖြစ်လို့လာတာပါ။နံပါတ်1ဖတ်တီမာကပြီးခဲ့တဲ့နှစ်ကုန်မှာအချင်းပေါင်းကြောင့်လူသိများလာခဲ့တာဖြစ်ပါတယ်။တံမြာသီးတို့ကိုတန်းစီရောင်းရတဲ့အထီကိုအောင်မြင်ခဲ့တဲ့အတွက်ဆယ်လီလောကမှာလက်မထောင်ပြီးတော့ရက်တီလာနိုင်ပါတယ်။ဖတ်တီမာကိုရိုင်းကလည်းဈေးရောက်တဲ့နေရာမှာတော်တဲ့သူမို့နာမည်ကြီးအောင်အသုံးချပြီးတော့စားသောက်ကုန်တွေကိုတစ်မျိုးပြီးတစ်မျိုးလှုပ်ရောင်းခဲ့ပါတယ်။တံမြာသီးတို့ရောင်းနေတဲ့အချိန်မှာငါးဟီကွန်ကျော်ကိုပါတခါတည်းရောင်းတာဖြစ်ပါတယ်။ငါးဟီကွန်ကျော်ကလည်းရောင်းအားကောင်းတဲ့အတွက်ပလောင်ချောင်မျိုးစုံကိုကြော်ရောင်းပြန်တာဖြစ်ပါတယ်။အခုဆိုရင်အုံကက်စီးတွေပါရောင်းပြီးတော့ဖတ်တီမာရဲ့စီးပွားရေးလုပ်ငန်းကတော်တော်လေးကိုကျယ်ပြန့်လာပါပြီ။ဒါကြောင့်မို့လဲအခုဆိုရင်ဖတ်တီမာကရွှေတွဲလဲငွေတွဲလဲဖြစ်လာတာပါ။ရွှေဆိုရင်လဲဆွဲကြိုးကြီးတွေလက်ကောက်ကြီးတွေနဲ့ကြီးပွားချမ်းသာလာတာမို့လူတိုင်းကအံ့အားသင့်နေကြတာပါ။ဒါအပြင်ကိုပိုင်ချန်လဲဝယ်ပြီးပြီဖြစ်တယ်လို့တိုက်ကြီးလဲစောင့်နေပြီဖြစ်ပါတယ်။နံပါတ်3အောင်ချမ်းအေးကလည်းဆယ်လီလောကမှာစီးပွားရေးတောင်းကျမ်းတဲ့လူအဖြစ်ကိုသိများပါတယ်။လူသိများတာကိုအသုံးချပြီးတော့အောင်ချမ်းအေးကငပိလုပ်ငန်းကြီးကိုအရင်စလုပ်ခဲ့ပါတယ်။ငပိရေချိုအတိုးမြုပ်အစုံလင်းနဲ့စားပြနေတာကိုမြင်ပြီးတော့လူတိုင်းကပို့ပြီးတော့စားကျင်လာကြပါတယ်။ဒါကြောင့်မို့အောင်ချမ်းအေးရဲ့ငပိလုပ်ငန်းကြီးကတရက်ကို3,900ရဖို့အထိတောင်မှရောင်းရတာဖြစ်တယ်။ငပိနဲ့အောင်မြင်နေတာကိုအောင်ချမ်းအေးက9ကြော်တွေနဲ့အကျော်စုံတွေပါတိုးချဲ့ပြီးတော့ရောင်းနေတာဖြစ်ပါတယ်။စီးပွားရေးတောင်းကျမ်းသလိုတကယ်လဲအောင်မြင်တာမို့3,000ကြီးပေးရတဲ့ကားဆိုလဲ2စီးရှိနေပြီဖြစ်သလိုတိုက်အိမ်တစ်လုံးကိုလည်းစောက်လုပ်နေပြီဖြစ်ပါတယ်။နံပါတ်4နေဆန်ကဆယ်လီဖြစ်လာတဲ့အချိန်မှာမထင်မှတ်ထားလောက်အောင်ချမ်းသာသွားတာဖြစ်ပါတယ်။သူရဲ့ channel တွေကိုကြည့်ရှုသူများတဲ့အတွက်တလားကို300ချီနဲ့ကိုဝင်နေရဖြစ်ပါတယ်။ချမ်းသာလာတဲ့အချိန်မှာရေရှည်ရက်တီဖို့စီးပွားရေးလုပ်ငန်းတွေတစ်မျိုးပြီးတစ်မျိုးလုပ်ခဲ့ပါတယ်။နေဆန်ကအလားပါကြိုက်သူမို့မိတ်ကပ်ပစ္စည်းတွေကိုထိုင်းနိုင်ငံကနေတဆင့်ကိုရိုင်းထုတ်လုပ်ပြီးတော့ရောင်းချနေတာပါ။ဒါအပြင်မော်လမြိုင်မှာနေပြီးတော့ဒွင်းသီးအရန်ကိုကြိုက်တဲ့သူမို့ဒွင်းသီးခြံကြီးကိုလည်းစိုက်ပျိုးထားပါတယ်။အခုမှစပြီးတော့စိုက်တာမို့နောက်နှစ်ကျရင်တော့ဒွင်းသီးခြံပိုင်ရှင်ကြီးအဖြစ်ရက်တည်နိုင်တော့မှာပါ။နံပါတ်5ဖြူဖြူထွေးကဆယ်လီအဖြစ်ချော်ညာရီနဲ့ပွဲတရတဲ့ဝင်ငွေနဲ့တင်တော်တော်လေးကိုချမ်းသာနေပါပြီ။ဒါအပြင်စိုက်ပျိုးရေးခြံတွေကိုလည်းတစ်ချက်မကပိုင်ဆိုင်သလိုစီလုပ်ငန်းတွေနဲ့အတူအထည်လုပ်ငန်းမှာလုပ်ကိုင်နေကြောင်းသိရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။